မသေးခင်နှိတ်ခံသွားတဲ့နဲ့တောက်ကျိုးနဲ့မာဆက်များဒီနေ့မှာတော့ညိုကီတို့တရက်တာမှာမသေးခင်တစ်ချိန်လောက်ရောက်ဖူးတဲ့နဲ့တောက်ကျိုးနဲ့မာဆက်များကိုတင်ပြပြီးမှဖြစ်ပါတယ်မတင်ဆက်သေးခင်မှာခါချောချောညိုကီတို့အော့မေတို့ကထုံးစံတိုင်း like share follow subscribe လေးတွေနဲ့နာနာနှိပ်ပြီးတော့စိတ်ကောင်းနှလုံးကောင်းရှိသူတွေဖြစ်တက်တည်ပြခဲ့ကြပါအောင်ခင်ဗျာစောပြစ်ကောင်းဘဲပြစ်မတွေကတော့အသာကျော်သွားလိုက်ပါနံပါတ်1ဖျဲတီးမာဆက်ဖျဲတီးဆိုတာနဲ့စားဖို့နဲ့ဖြောတောက်ဖို့လောက်ပဲသိတဲ့ညိုကီတို့အဖို့တော့စူးစမ်းနေမဲ့ပထမဆုံးသောမာဆက်ကတော့ဖျဲတီးမာဆက်ပါမဆာ့ဆိုတဲ့နှိမ့်နေခြင်းဆိုတာကြွသားနာကျင်တာတောင်တင်းတာတွေကိုပြေလျော့စေတာပါစိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုကိုလျှော့ချပေးပြီးစိတ်ကိုပြေလျော့စေပါတယ်ခါနာလေပင်နာခေါင်းကိုက်တာစတာတွေကိုတက်တာစေတာမျိုးပြင်ခန္ဓာကိုယ်သွေးလည်ပတ်မှုကိုပုံမကောင်းမွန်စေပြီးတော့အောက်ဆီဂျင်နဲ့အာဟာရဓာတ်တွေကိုခန္ဓာကိုယ်အနှံ့ရောက်ရှိစေပါတယ်ဒီတောက်ကျိုးနဲ့ဖျဲတီးမာဆက်ကတော့အမေရိကန်ပြည်ထောင်စုဖလော်ရီဒါလိုမျိုးပူတဲ့ဒေသတွေနဲ့အာရှနိုင်ငံအရှုပ်ရဲ့စပါးတွေမှာတွေ့နိုင်ပါတယ်ဒီနှုန်းကတော့တနာရီကိုအမေရိကန်ဒေါ်လာ80ရာနေပြီးတော့150လောက်ထိရှိနိုင်ပါတယ်ဒီဖျဲတီးမာဆက်ကအပူရောင်ပြေလျော့စေဖို့ထူးကောင်းမွန်ပါတယ်ဖျဲတီးအေးအေးလေးတွေကိုခန္ဓာကိုယ်ပေါ်တင်ပြီးကိုယ်တိုင်နှိမ့်နေပေးတာဖြစ်ပါတယ်ဖျဲတီးမှာရေဓာတ်62ရာခိုင်နှုန်းပါဝင်ပြီးဗိုက်တာမင် A, B6 နဲ့ C တွေအပြင်အန်တီအောက်ဆီဒန့်တွေလည်းအပြည့်ပါဝင်ပါတယ်ဒါတွေကရေပြားကိုရေဓာတ်ဖြည့်ပေးပြီးလန်းဆန်းစေပါတယ်အသားရည်ကိုလည်းကြည်လင်တောက်ပစေတယ်လို့ဆိုပါတယ်နှိပ်ပြီးရင်ခန္ဓာကိုယ်တစ်ခုလုံးမှာဖျဲတီးနဲ့မွေးနေမှာတော့အသေးချပါပဲဖြုတ်သေးချင်းနဲ့ဝဲမလာဖို့တော့နည်းနည်းဂရုစိုက်ရပါမယ်ညိုကီတို့မြန်မာပြည်ကမာဆက်ရောင်ဆောင်နေလို့မဟုတ်ပဲတဖီလင်ပြည့်ဝနဲ့ဇင်ကောင်းကောင်းခံခြင်းဒီလိုဖျဲတီးမာဆက်လေးတွေကရွေးချယ်စရာတစ်ခုဖြစ်မှာပါနံပါတ်2တပြက်စီးမာဆက်အခုကြည့်တဲ့လူတွေထက်မှငငယ်ကအင်းအဖွားအတော်အမေတို့ကနေတပြက်စီးနဲ့မိတ်ဆက်ခံရဘူးတဲ့သူတွေပါလားခင်ဗျာပါနေရဆိုရင်တော့အခုတပြက်စီးမာဆက်ကညိုကီတို့ငယ်ဘွားကိုပြန်မှတ်မိစေမဲ့အကောင်းဆုံးသောမာဆက်တစ်မျိုးဖြစ်ပါတယ်ရုရှားနိုင်ငံမှာဗန်ရဆိုတာရင်နှွေးငွေကန်းတွေမကပဲငွေချင်းတွေနဲ့စုဝဲပြီးစိတ်ပန်းဖြေရနေရတဲ့ခုဖြစ်ပါတယ်ဒီတပြက်စီးမာဆက်မှာတော့အနှိတ်ခံမဲ့သူကိုရင်နှွေးငွေခန်းထဲမှာပူနွေးနေအောင်လုပ်ပြီးတော့ဝတ်တရှရွက်တွေပါတဲ့ဒီကိုင်းစီးတွေနဲ့ကိုယ်ခန္ဓာကိုညင်သာစွာထိခတ်ပေးတာပုတ်တိုက်ပေးတာမျိုးဖြစ်ပါတယ်ဒီပျက်စီးလိုမျိုးနဲ့ပုတ်တိုက်ထိခတ်ခံရပေမဲ့တွေးသားလေပတ်မှုကောင်းပြီးလန်းဆန်းစေတာမို့လို့မနာကျင်ဘူးလို့ပြောကြပါတယ်ဒီလိုလို့ရှင်းရချွေးပေါက်တွေကိုပွင့်စေပြီးစိတ်တောက်တွေကိုဖယ်ရှားပေးတယ်တွေးလေပတ်မှုကိုကောင်းမွန်စေတယ်လို့ယုံကြည်ကြပါတယ်ပြီးရင်အသားရည်ကလည်းကြက်ပေါက်လေးဝက်ပေါက်လေးလိုနူးညံ့သွားတယ်လို့ဆိုပါတယ်ဒီလိုမဆက်တွေဟာရုရှားယူကရိန်းနဲ့ဘယ်လာရုစ်လိုနိုင်ငံတွေမှာအဓိကထားပြီးရှိပါတယ်ဈေးနှုန်းကတော့တနာရီကိုဒေါ်လာ40ရာနဲ့ဒေါ်လာ100လောက်ထိရှိနိုင်ပါတယ်ညိုကီတို့အနေနဲ့ငယ်ဘဝကိုပြန်လွှမ်းလို့တပည့်စီနဲ့မိတ်ဆက်ခံရင်ခန္ဓာကိုယ်ရဲ့စိတ်တောက်တွေဖယ်ရှားခြင်းနဲ့ဆိုရင်တော့စမ်းကြည့်တင်ပါတယ် Stop it. Get some help. နံပါတ်3ကော်ဖီစစ်မာဆက်ကဲမနက်တိုင်းကော်ဖီမတောက်ရရင်မနေနိုင်တဲ့ကော်ဖီလဘာတွေရှိလားဗျာရှိတယ်ဆိုရင်ဒီမာဆက်ကအသင့်တော်ပါပဲဒီမာဆက်မှာတော့ကော်ဖီစစ်ဒါမှမဟုတ်ကော်ဖီမုန့်နဲ့ပြုတ်ထားတဲ့စီဒါမှမဟုတ်ကော်ဖီစကရပ်တွေကိုအသုံးပြုပြီးနှိမ့်နေပေးတာဖြစ်ပါတယ်ကော်ဖီမှာပါတဲ့ကဖိန်းတက်ကသားရည်ကိုတင်းရင်းစေပြီးတော့သွေးလည်ပတ်မှုကိုကောင်းမွန်စေရလို့သိပ္ပံနည်းကျသက်တည်ပြထားပါတယ်ဒါပြင်ကော်ဖီရဲ့တင်းပြန့်တဲ့ရနံ့ကစိတ်ကိုလန်းဆန်းစေပြီးစော်ပြစ်ခံလို့တိုင်ပတ်နေတဲ့ညိုကီရဲ့စိတ်ဖိစီးမှုစိတ်ညစ်မှုကိုလည်းအထူးရောကြစေပါတယ်အနိတ်ခံရဲ့မွေးကြိုင်တဲ့ကော်ဖီနှံ့ကြောင့်အိပ်ပျော်သွားမှလားဒါမှမဟုတ်ကော်ဖီတောက်ကျင်စိတ်ပိုဖြစ်လာမှလားဆိုတာကတော့မပြောတတ်ပါဘူးဗျာဒီမဆက်ကိုအမေရိကန်ဥရောပနဲ့အာရှနိုင်ငံအချို့ကစပါးတွေမှာတွေ့ရများပါတယ်ဈေးနှုန်းကတော့တနာရီအတွက်ဒေါ်လာ80ရာနေပြီး180ထိရှိနိုင်ပါတယ်ကော်ဖီလည်းအမြဲတောက်ရှင်အစင်းနဲ့လည်းပုတ်ခံခြင်းနဲ့ညိုကီတို့အတွက်အမြဲရွေးချယ်တဲ့မာဆန်မျိုးဖြစ်ပါတယ်နံပါတ်4ငှက်မွေးမာဆက်ဒီမာဆက်ကအနည်းတို့ရဲ့ရိုးရာဆေးပညာတွေကနေဆင်းသက်လာတာပါနှိပ်စရာနူးညံ့တဲ့ငှက်မွေးအနုလေးတွေကိုအသုံးပြုပြီးခန္ဓာကိုယ်ပေါ်ကိုညင်ညင်သာသာပုတ်တိုင်နှိမ့်နေပေးတာမျိုးဖြစ်ပါတယ်ကြွသားတွေကိုဖိနှိပ်တာမျိုးမဟုတ်ပဲငှက်မွေးတွေရဲ့နူးညံ့တဲ့အထီးတွေးမှုကအာယုံကြောတွေကိုလှုံ့ဆော်ပေးပြီးစိတ်ကိုပြေလျော့စေရလို့ဆိုပါတယ်အမွေးလေးတွေနဲ့ပုတ်တိုက်တာမို့ရားကျင်ရင်လည်းမဟာတရားရားတာမျိုးတွေရားနိုင်ပါတယ်ဒီမာဆက်ကိုအိန္ဒိယနဲ့အာရှနိုင်ငံအချို့ကစပါးတွေမှာတွေ့ရလေရှိပါတယ်ဈေးနှုန်းကတော့တနာရီအတွက်ဒေါ်လာ80ရာနဲ့120လောက်ထိရှိနိုင်ပါတယ်စိတ်ဖိစီးမှုတွေအများများပြီးအသားရည်ကိုနူးညံ့တဲ့ထိတွေ့မှုမျိုးလိုအပ်တယ်ဆိုရင်တော့စိတ်ထဲမှာငှက်ကလေးတွေကအိပ်ပျော်အောင်သင်းဆူပေးနေတယ်လို့မျိုးခံစားရပါလိမ့်မယ်ဒါပေမဲ့ကိုယ်နှကမ်းမွေးကိုတောင်ရရနေတယ်လို့မကြာခဏရိတ်နေရတဲ့အမွေးရသူညိုကီတို့ကတော့ဒီလိုငှက်မွေးမာဆက်မျိုးကိုဝေးဝေးရှောင်တာကောင်းပါတယ်နံပါတ်5စားကူမာဆက်ဒီမာဆက်ကတော့အနှိတ်ခမ်းတစ်ခုလုံးကိုအထက်ရောအောက်မှာပါစားတွေနဲ့မွမ်းမံချဲတထားတဲ့တောက်ကျိုးနဲ့စားကူမာဆက်ပါနိုင်ငံတွေကျမ်းပြင်နေရအစပန်းရောင်ဟိမွေနာစားကြောက်သုံးနေတဲ့လှဆင်ထားပြီးစားထက်ပါဝင်တဲ့လေကိုချူရှာရင်းအနှိတ်ခံရမှာဖြစ်ပါတယ်စားထက်ကအသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေဥပမာဓာတ်မတည့်တာပန်းနာရင်ချက်ကိုတက်တာစေပါတယ်ရေပြားကိုကောင်းကျိုးပြုတယ်ပြီးတော့စိတ်ကိုလည်းငြိမ်သက်စေရလို့ယုံကြည်ကြပါတယ်ဒီလို soft kip spa တွေကိုဥရောပအမေရိကန်နဲ့ကမ္ဘာနေရာတော်တော်များများမှာတွေ့နိုင်ပါတယ်ဈေးနှုန်းကတော့တနာရီကိုဒေါ်လာ80ရာနေပြီး180လောက်ထိရှိနိုင်ပါတယ်စေရောကိုပါတန့်စင်ပြီးကျမ်းမာခြင်းနဲ့ဆိုရင်တော့ဒီစားကူမာဆက်ကတင့်တွေအကောင်းဆုံးရွေးချယ်မှုပါပဲအ
နှိတ်ခံနေရင်စားတွေလုံခြုံရှုမိလို့အမေနဲ့ရွာကိုလွမ်းပြီးအိမ်ကငပိရင်နဲ့သမင်းတွေကိုတွဲချင်စိတ်ဖြစ်လာရင်တော့ကိုထိုင်နေကိုကံပါပဲနောက်တစ်ခုကတော့ကြောက်ခဲပူရှေ့ဘွားမှာဆက်ပါခန္ဓာကိုယ်ရင်မကောက်ရှရောက်ပါတိတက်မှာဆက်ဝင်ခြင်းတဲ့ညူကီတို့အတွက်ထူးထူးခြားခြားကြောက်ခဲပူရှေ့ဘွားမှာဆက်ဖြစ်ပါတယ်တရေတာပင်မလာလို့6တွေညောင်းညာကြိုက်ခိုင်းနေပြီဆိုရင်ဘယ်မှာဆက်ကအကောင်းဆုံးလဲလို့မေးရင်ဒါကနံပါတ်1လို့ပြောရပါတယ်ပုံမှန်ရှေ့ဘွားနေတာတက်ပိုပြီးထူးခြားတဲ့ hot stone food massage ဖြစ်ပါတယ်ဒီမှာဆက်မှာတော့အပူပေးထားတဲ့ချောမွေ့တဲ့ကြောက်တုံးတွေကိုရှေ့ဘွားပေါ်တင်ပြီးနှိမ့်နေပေးတာဖြစ်ပါတယ်ကြောက်တုံးရဲ့ပူတက်ကရှေ့ဘွားကကြွက်သားတွေကိုနှချိုင်းစွာပြေရော့စေပြီးတွေးလက်ပတ်မှုကိုကောင်းမွန်စေပါတယ်ရှေ့ဘွားအောက်ရှင်နဲ့ရှေ့ချောင်းတွေကြားမှာကြောက်တုံးတေးသေးလေးတွေကိုထားပြီးအပူတက်ပေးတာမျိုးလည်းရှိပါတယ်ဒီနေ့လုံးတစ်ခန္ဓာကိုယ်နဲ့ဝင်တော့ဝင်ဖို့ထမ်းတာရတဲ့ကြောက်တွေအတွက်ဒီလိုနှွေးထွေးတဲ့ကုသမှုမျိုးကတကယ်ကိုနိဗ္ဗာန်ဘုံရောက်သွားတယ်လို့ခံစားရစေမှာပါကျွမ်းကျင်ပြီးလိုင်စင်ရမာဆန်နှိပ်ဆရာတွေရဲ့ကြောက်ခဲပူပူလေးတွေနဲ့ပပနက်နက်အကျော်ထိအောင်အနှိပ်ခံရတာမျိုးဆိုတော့ညူကီတို့ရဲ့ရည်စားဦးကိုမိလောင်အောင်ကောင်းမှသိကြပါတယ်ဒီလိုမာဆက်တွေကိုကဘာတဝန်းလုံးကစပါးတွေနဲ့နှိပ်နေရေးစန္ဒာကြီးတွေအများစုမှာတွေ့နိုင်ပါတယ်ဈေးနှုန်းကတော့တနာရီကိုအမေရိကန်ဒေါ်လာ90ကနေ120လောက်ထိရှိတတ်ပါတယ်ကျွန်တော်တို့တင်မာတာနာကျင်ကြိုက်ခဲတာတွေအတွက်အလွန်ထိရောက်တဲ့ကုထုံးတစ်ခုဖြစ်တာကြောင့်မို့လမ်းကြုံရင်တစ်ခါလောက်အနှိပ်ခံကြည့်တင်ပါတယ်โอเคနံပါတ်9ဥမာဆက်ဥမာဆက်ဆိုလို့ညူကီတို့အနေနဲ့သဘောဆိုးအမြင်ဆိုးတွေနဲ့အတွေးတွေမှောင်မသွားစေဖို့အရင်ဆုံးမြစ်တာရက်ခံပါတယ်ဒီမှာဆက်ဟာအာဖရိကနဲ့လက်တင်အမေရိကရဲ့ရိုးရာဆေးပညာနဲ့ယုံကြည်မှုတွေကနေဆင်းသက်လာတာဖြစ်ပါတယ်ဒီဥမာဆက်မှာတော့ကျုပ်အစိမ်းကိုအနှိပ်ခံမဲ့သူရဲ့ခန္ဓာကိုယ်ပေါ်ကိုယ်တိုင်နှိပ်နေပေးတာဖြစ်ပါတယ်သူတို့ရဲ့ယုံကြည်မှုအရကျုပ်ကခန္ဓာကိုယ်တွေကမကောင်းတဲ့စွမ်းရည်တွေဖြားနာမှုတွေစိတ်ဖိစီးမှုတွေနဲ့အစိတ်အတောက်တွေကိုစုပ်ယူတယ်လို့ဆိုပါတယ်အနှိပ်ခံပြီးတော့ကျုပ်ကိုဖောက်ကြည့်ပြီးအထဲမှာပုံမှန်မဟုတ်တဲ့အရာတွေတွေ့ရှိရင်စိတ်တောက်တွေထွက်သွားတာလို့အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်ဒီမှာဆက်ကနည်းနည်းတော့ထူးဆန်းနေဆိုပေမဲ့ရိုးရာယုံကြည်မှုတွေကိုအခြေခံထားတာဖြစ်ပါတယ်ပြီးရင်တော့ကျုပ်နံလေးနည်းနည်းတော့ဆွဲကြံခဲ့မှာမို့တခြားရေရှိုးဖို့တော့လိုတာပေါ့ဗျာဒီလိုဥမာဆက်မျိုးတွေကိုမက္ကဆီကိုဘရာဇီးနိုင်ငံနဲ့အာဖရိကနိုင်ငံတချို့ကရိုးရာကုထုံးစံနာတွေမှာတွေ့နိုင်ပါတယ်ဈေးနှုန်းကတော့တနာရီအတွက်ဒေါ်လာ40နဲ့80လောက်ထိရှိနိုင်ပါတယ်ရိုးရာယုံကြည်မှုနဲ့ပေါင်းစပ်ထားတဲ့ထူးခြားအတွေ့အကြုံလိုချင်သူတွေအတွက်အကောင်းဆုံးပါပဲဗျကဲဒီတစ်ခါတော့ဘောနတ်အနေနဲ့ပုံမှန်မဟုတ်ပဲပညာနဲ့ပေါင်းစပ်ထားတဲ့တောက်ကျိုးနဲ့ရေမာဆက်ကိုမိတ်ဆက်ပေးပါရစေဒီမာဆက်ကတော့ရေနဲ့ဓာတ်ရိုက်ထိတွေ့စရာမလိုပဲရေနဲ့အနှိပ်ခံရတာမျိုးပါလူကဆက်ထဲဝင်ရောက်ပြီးအပေါ်ကဖုံးထားတဲ့ရေစိုးကားအောက်မှာရှိတဲ့ရေပန်းအားတွေကိုခန္ဓာကိုယ်ပေါ်ဓာတ်ရိုက်ကြားရောက်စေပြီးနှိမ့်နယ်ပေးတာဖြစ်ပါတယ်အဝတ်စားတွေချွတ်စရာမလိုပဲအနှိပ်ခံနိုင်ပြီးပြားနဲ့နေရာတွေကိုကိုယ်တိုင်ချိန်ညှိနိုင်ပါတယ်ချိန်တိုအတွင်းမှာခန္ဓာကိုယ်ပြေလျော့စေပြီးတွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်ရေမဆိုးခြင်းဘူးဒါပေမဲ့ရေနဲ့နေတာမျိုးခံခြင်းနဲ့ဆိုတဲ့သူတွေအတွက်အကောင်းဆုံးပါပဲဗျဒီရေမှာဆက်တွေကိုကျမရေးစင်နာတွေအားကစားခန်းမတွေလေစိတ်တွေနဲ့ဈေးဝယ်စင်နာကြီးတွေမှာတွေ့ရတာများပါတယ်ဈေးနှုန်းကတော့10မိနစ်ကနေမိနစ်20အတွက်ဒေါ်လာ20ကနေ40လောက်ထိရှိနိုင်ပါတယ်အချိန်များတဲ့သူတွေအတွက်မြန်မြန်ဆန်ဆန်နဲ့စိတ်ပန်းပြေဖို့အကောင်းဆုံးပါပဲဗျ Nice ဒီကြည့်ပေးကြလို့ကျေးဇူးပါနောက်ဗီဒီယိုတွေမှာဒီထက်ပိုထူးဆန်းတဲ့အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်